အားလုံးမင်္ဂလာပါကယ်လီပေါင်တို့ YouTube channel ကနေတင်တော့ကိုတွေစွာကြိုးဆိုပါတယ်ဒီနေ့ကျွန်တော်အနေနဲ့ကြားမတန်စွမ်းဖို့လေ့ကျင့်ခန်းလုပ်ကြပါစို့ဆိုတဲ့အစီအစဉ်သင်ခန်းစာနေ့ကိုသွားမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်အနေနဲ့ခါလေ့ကျင့်ခန်းဒူးလေ့ကျင့်ခန်းပေါင်လေ့ကျင့်ခန်းပေါင်အတွင်းအပြင်ခြေသလုံးလေ့ကျင့်ခန်းခြေမျက်စိလေ့ကျင့်ခန်းခြေပမိုးလေ့ကျင့်ခန်းများကိုလုပ်သွားမှာဖြစ်ပါတယ်ဒီနေ့အထူးသဖြင့်ခါလေ့ကျင့်ခန်းနဲ့ဒူးလေ့ကျင့်ခန်းကိုလုပ်သွားမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့ကဘာပေါ်မှာ2020ခုနှစ်စစ်တမ်းအရာကဘာပေါ်မှာဒူးနာတဲ့လူဟာတန်ပေါင်း628.8ယောက်လောက်ရှိတယ်။600ကျော်ကဒူးနာခါနာကြတယ်။ပြီးတော့2020စစ်တမ်းအရာဆိုရင်ကဘာပေါ်မှာတန်ပေါင်း365ကနေ654အထိကဒူးနာတာတွေ့ရ။ဘာကြောင့်လူတွေကတန်း600လောက်ဒူးနာပြီးတော့ခါနာတာလဲကြည့်တဲ့အခါမှာလေ့ကျင့်ခန်းမလုပ်တဲ့အတွက်ကြောင့်ကြွက်သားတွေပြော့တယ်ပြီးတော့အကျော်တွေပြော့တယ်ဒီအတွက်ကြောင့်လူတွေကဒီခါနာတာဒူးနာတာဒီယောဂတွေခံစားရဒီအတွက်ကြောင့်အများအားဖြင့်လေ့ကျင့်ခန်းမလုပ်တဲ့အတွက်ကြောင့်ခါနာတယ်ဒူးနာတဲ့ဒီအနာတွေကိုလေ့ကျင့်ခန်းလုပ်ချဖြစ်ဒီနေ့မှာပျောက်ကင်းအောင်လုပ်နိုင်တယ်ဒါပေမဲ့ဥပမာကြောက်ကနာလုပ်ခါနာတယ်ဆိုတာတော့ကျွန်တော်တို့လုပ်လို့မရဘူးဆရာဝန်တွေပဲကုလို့ရနံပါတ်1အနေနဲ့ကျွန်တော်ခါလေ့ကျင့်ခန်းတွေသွားမှာဖြစ်ပါတယ်တစ်မျိုးကို10ချိန်လောက်ပဲလုပ်မှာဖြစ်ပါတယ်ခါလေ့ကျင့်ခန်းနော်1 2 3 4 5 6 ရှေ့ကို30ပြီးတော့ခါအနောက်ဖက်အကျော်လျှော့တဲ့လေ့ကျင့်ခန်း1 2 3 4 5 1 1 2 3 4 5 2 1 2 3 4 5 3 1 2 3 4 5 4 1 2 3 4 5 5 6 7 8 9 10ပြီးတော့ဒူးနဲ့ပေါင်နော်လေ့ကျင့်ခန်းကျွန်တော်ဟိုတစ်ခေါက်တော့ပြောတဲ့တိုင်းပဲအကျော်လျှော့တဲ့လေ့ကျင့်ခန်းပြီးတော့ခါအရှိလေ့ကျင့်ခန်းကျွန်တော်ဟိုတစ်ခေါက်တော့ပြောတဲ့အတိုင်းပဲအကျော်လျှော့တယ်ဆိုတာအတင်းနိုင်ဆုံးတင်းအောင်လုပ်ပြီးတော့ပြန်လျှော့ဖို့ဖြစ်တယ်1 2 3 4 5 1 1 2 3 4 5 2 1 2 3 4 5 3 1 2 3 4 5 4 1 2 3 4 5 5 6 7 8 9 10ပြီးတော့ဘေးနိုင်ရိုးတွေနော်ကျွန်တော်ဘေးလက်ချင်ခံရဖို့ရ1 2 3 4 5 6 7 8 9 10ပြီးတော့ဒူးနဲ့ပေါင်နော်လက်ချင်ခံ1 2 3 4 5 6 7 8 9 10ပြီးတော့ဒူးနဲ့တော့ကျွန်တော်တို့ဒီတရောင်နဲ့တိုက်တဲ့လက်ကျင်က1 2 3 4 5 6 7 8 9 10ဒါတော့ဒူးရောခါရောတော့ထိပါတယ်1 2 3 4 5 6 7 8 9 10ပြီးတော့ကျွန်တော်တို့ခြေသလုံးကျွတ်တာလေ့ကျင့်ခန်းရအကျော်လျှော့တဲ့နည်းကျွန်တော်တို့အနေနဲ့ခြေပနှောင်းနဲ့ကျွန်တော်တင်ထိအောင်ကျွန်တော်ဒီခြေပနှောင်းကိုမြောက်ရမှာဖြစ်ပါတယ်1 2 3 4 5 6 7 8 9 10 1 2 3 4 5 6 7 8 9 10နောက်လေ့ကျင့်ခန်းတစ်ခုကတော့ထိုင်တာဖြစ်တယ်
ထိုင်ကြလေ့ကျင့်ခန်းကဒူးနာချင်းကိုကကွယ်ဖို့ကောင်းဆုံးဖြစ်တယ်ကျွန်တော်အသက်60နှစ်ရှိပြီဒါပေမဲ့ဒူးလုံးဝမနာဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်နေ့တိုင်းထိုင်ထားလုပ်တယ်စားလုပ်တဲ့လူကတော့ထိုင်ထားလုပ်တဲ့အခါမှာမလဲအောင်တစ်ခုပုတ်ခိုင်းကောင်းတယ်ထိုင်ထားလုပ်မယ်နေတော့လေငါချာကွန်ရှေကိုတက်ဆက်ပြီးတော့ကျွန်တော်တို့ပေါင်ဒီအပေါ်ချမ်းနော်ရှော့တဲ့နေရတော့ဒီလိုဖြစ်တယ်ပြီးတော့ဒါခြေပြားလဲအကျော်လျှော့တာဖြစ်တယ်1 2 3 4 5 6 9 10ပြီးတော့ညာဖက်1 2 3 4 5 6 9 10ပြီးနောက်တစ်ခုကတော့ခြေထောက်လွယ်လာ1 2 3 4 5 6 9 10 ဘယ်ဘက်ခြေထောက်လုံးလဲ1 2 3 4 5 6 9 10ပြီးခါနာတဲ့လူအနေနဲ့ပြီးတဲ့ခါမှာ1 2အဲ့လိုလုပ်ပြီးတော့ခါချက်သားတွေကို1 2 3 4 5 6 9 10 1 2 3 4 5 6 9 10အဲ့လိုနေပေးပါဒီနေ့မှာဒီဗီဒီယိုကိုကြည့်တော့သူများအားလုံးကာနာချင်းဒူနာချင်းကျွတ်သားနာချင်းမျိုးမျိုးနဲ့ကင်းဝေးပြီးတော့ကြားမှာပြီးသက်တော်ရာကျော်ရှေ့ပါစေပျော်ရွှင်ပါစေအောင်မြင်ပါစေလို့ဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်